မိန်းမပေးစားလိုက်လို့ပြန်ကြားသွားတယ်ဆိုတာရုပ်ရှင်ထဲမှာပဲရှိတယ်အပြင်မှာမရှိဘူးတကယ်တမ်းမိန်းမရှာတွေကလေမိသားစုတွေထဲမှာထူးချွန်ပြီးတော့မိဘတွေကိုအထောက်ပံ့ပေးပြီးအသက်ကြီးအထိပြုစုလုပ်ကျွေးနေကြတာ LGBT တွေလေအယောက်100မှာအယောက်90ရှိတယ်သမီးမိန်းကလေးမွေးသမီးမိန်းကလေးတွေကမိဘကိုချစ်တယ်လို့ပြောရမှာအဲ့သမီးမိန်းကလေးတွေချစ်တာထက်တာမိန်းမရှာတွေကသူတို့မိဘတွေကိုပိုချစ်ကြတယ် LGBT ကိုလက်ခံတဲ့လူတွေရှိတယ်လက်ခံတဲ့လူတွေကကြတော့ဗာလဲဆိုတော့ LGBT တွေနဲ့အနေများတဲ့အတွက်ချစ်တယ်ဒါမှမဟုတ်ကိုယ်တိုင် LGBT ဖြစ်နေတဲ့အတွက်လက်ခံတယ်ချို့က LGBT ကိုလက်မခံဘူးဘာလို့လက်မခံဘူးလဲဆိုတော့လူဆိုတာကခုနလိုပေါ့လက်ချောင်းလောင်အတိုးရှိသေးရပဲဆိုတော့ LGBT တွေထဲမှာလည်းအိန္ဒြေရှိစွာတိတ်ခါရှိစွာနဲ့နေထိုင်တဲ့သူတွေရှိသလိုတချို့ကြတော့လည်းအိန္ဒြေတိတ်ခါအရမ်းမဲတဲ့လူတွေရှိတယ်ဟိုဝလုံးရှင်နဲ့တင်ကြုံပြီးတော့ဟာမိန်းမရှာတွေဆိုရင်ကြောက်တယ်အဲ့လိုဖြစ်တဲ့လူတွေရှိတယ်မကောင်းတဲ့လူနဲ့တွေ့ကြုံမှုတိုင်းတော့ဝလုံးရှင်နဲ့တင်ကြုံပြီးတော့သူတို့တွေကအဲ့လိုပဲလို့မဖြစ်စေချင်ဘူးအဲ့ဒီအတွက်လည်းကိုယ်တွေ LGBT တွေဘက်ကလည်းအနေထိုင်နေအများကြီးဆင်ခြင်ဖို့လိုအပ်တယ်မိန်းမရှာတွေကပေါ်ပဲတဲ့လူတွေတယောက်မှမပါဘူးအားလုံးအတတ်ပညာကိုယ်စီရှိတယ်မိတ်ကလားသပင်လားဒီဇိုင်နာလားခုနောက်ပိုင်း LGBT မိန်းမရှာတွေတချင်းဆိုတဲ့လူရှိတယ်ကတဲ့လူရှိတယ်အများကြီးရှိတယ်သူတို့မှပညာရဲ့သူတို့အများကြီးတာမန်လူထပ်ပါပို့ထူးချွန်တယ်အဲ့တော့ကိုယ့်ရဲ့ပညာရဲ့နဲ့ကိုယ့်ရဲ့ဟိုပျော်ရွှင်စေခြင်းလို့လုပ်လိုက်တဲ့အပြုအမူတစ်ခုကကိုယ့်ရဲ့ personality ကိုထိခိုက်မှာမျိုးလည်းမလိုလားအဲ့တော့အဲ့ဒီအတွက်လည်း awareness ပေးခြင်းတယ်Tom Boy လို့ခံယူထားတဲ့ယောက်ျားလေးတွေဆိုလို့ရှိရင်ကိုကယောက်ျားလေးအဖြစ်ခံယူထားပြီးဖြစ်တဲ့အတွက်ကိုကယောက်ျားလေးလိုနေတယ်ဒါပေမဲ့တစ်ခုရှိတာကယောက်ျားလေးတွေကိုဟိုဘယ်လိုပြောရမလဲ challenge သွားပြီးတော့မလုပ်မိဘူးလေအရေးကြီးတယ်